မင်္ဂလာပါအသက်30ကျော်လာတဲ့အခါမလိုအပ်တော့တဲ့အရာ9ခုအသက်30ကျော်လာတဲ့အခါမှာဘဝမှာအသစ်တွေကိုရှာဖွေရတဲ့မလိုအပ်တော့တဲ့အရာတွေကိုဖြည်းဖြည်းချင်းလွှတ်ချတတ်တာကပိုအရေးကြီးတယ်လို့ကျမကထင်ပါတယ်ငယ်ငယ်တုန်းကတော့လူတိုင်းကကိုယ့်ကိုကြိုက်ဖို့လိုတယ်လူတိုင်းကကိုယ့်အကြောင်းကောင်းကောင်းပြောဖို့လိုတယ်ကိုကလည်းသူများတွေလိုအောင်မြင်နေဖို့လိုတယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့အသက်တွေကြီးလာတဲ့အခါမှာတော့ဘဝဆိုတာသူများတွေနဲ့ပြိုင်ဖို့မဟုတ်ဘူးဆိုတာကိုတဖြည်းဖြည်းနားလည်လာတယ်ဒီနေ့တော့အသက်30ကျော်လာတဲ့အခါမှာကိုယ့်ဘဝထဲမှာမလိုအပ်တော့တဲ့အရာ9ခုအကြောင်းကို sharing လုပ်ပေးခြင်းပါတယ်နံပါတ်1လူတိုင်းရဲ့အမြင်ကို like you စိုက်နေခြင်းလူတိုင်းကကိုယ့်ကိုကြိုက်မှာမဟုတ်ဘူးကိုဘလောက်ကောင်းကောင်းတယောက်ယောက်ကတော့ကိုယ့်ကိုမကြိုက်နိုင်သေးရကိုကောင်းတာလုပ်ရင်တော့တယောက်ကအပြစ်ရှာနိုင်သေးရဲ့အရင်တုန်းကဆိုသူကငါ့ဘောဘလို့ထင်မလဲသူတို့ဘာပြောကြမလဲဆိုပြီးအများကြီးစဉ်းစားခဲ့တယ်ဒါပေမဲ့အသက်30ကျော်လာတဲ့အခါကိုသိလာတာတခုကသူများတွေရဲ့အမြင်နဲ့ကိုဘဝကိုတိုင်းတာနေရင်ကိုဘယ်တော့မှစိတ်အေးရမှာမဟုတ်ဘူးလူတွေကဒီနေ့ကိုအကြောင်းပြောကြမယ်မနေ့ပြန်တော့တခြားအကြောင်းပြောကြလိမ့်မယ်ဒါကြောင့်ကိုဘဝကိုကြည်နပ်ဖို့ပို့ပြီးအရေးကြီးပါတယ်နံပါတ်2မလိုအပ်တဲ့ relationship တွေကိုအတင်းဆုပ်ကင်ထားခြင်းလူတယောက်ကိုချစ်တာနဲ့အဲ့ဒီလူကိုအမြဲတမ်းကိုယ့်ဘဝထဲမှာထားရမယ်ဆိုတာမဟုတ်ပါဘူးတချို့လူတွေကကိုယ့်ဘဝထဲကိုအချိန်တစ်ခုအထိပဲလာကြတယ်သူတို့စီကတင်ယူစရာရှိတာတင်ယူပြီးတဲ့အခါလမ်းခွဲရတာလဲတင်းဘဝရဲ့အစိတ်ပိုင်းတစ်ခုပါပဲအရေးကြီးတာကကိုဆုံးရှုံးပြီးတယောက်ယောက်ကိုမဆုပ်ကင်ထားဖို့ပါပဲကိုအမြဲနာကျင်စေတဲ့ relationship ကိုတန်ဖိုးကိုအမြဲရောကြစေတဲ့ relationship ကိုမယုံကြည်တော့အောင်လုပ်တဲ့ relationship တွေကိုမလွတ်နိုင်ဘူးဆိုပြီးအမြဲဆုပ်ကင်ထားเสียမလိုပါဘူးတခါလေလွှတ်ချလိုက်တာကလည်းကိုချစ်တဲ့ပုံစံတစ်မျိုးပါပဲနံပါတ်3ကိုဘဝကိုသူများဘဝနဲ့နှိုင်းယှဉ်ခြင်းသူကအသက်30မှာအိမ်ဝယ်ပြီးပြီသူကကားဝယ်ပြီးပြီသူကစီးပွားရေးအောင်မြင်နေပြီသူကနိုင်ငံခြားရောက်နေပြီကိုကတော့ဘာမှမဖြစ်သေးဘူးဒီလိုအတွေးမိတဲ့အချိန်တွေရှိတတ်ပါတယ်ဒါပေမဲ့လူတိုင်းရဲ့ဘဝမှာစတင်တဲ့နေရာအခွင့်အရေးအခြေအနေအချိန်တွေကမတူကြပါဘူးသူများရဲ့ chapter 20ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ chapter 5ကိုမနှိမ့်ချပါနဲ့ကိုအခုဘယ်နေရာရောက်နေလာလဲထက်မနေ့ကထက်ဒီနေ့ကိုနည်းနည်းပိုကောင်းလာလားဆိုတာကိုပဲကြည့်ပါနံပါတ်4 perfect ဖြစ်ဖို့ကြိုးစားခြင်းအရာအလုံးကို perfect ဖြစ်အောင်လုပ်ဖို့ကြိုးစားရင်စလုပ်ဖို့တော့ကြောက်လာတတ်တယ် perfect ဖြစ်တဲ့အချိန်မှစမယ်ဆိုရင်တခါတလေဘယ်တော့မှစဖြစ်မှာမဟုတ်ဘူး perfect မဟုတ်လဲစပါမပြည့်စုံလဲလုပ်ပါမှားရင်တော့ပြန်ပြင်ပါဘာလို့လဲဆိုတော့ပြည့်စုံဖို့စောင့်နေတဲ့လူထက်မပြည့်စုံဝေမဲ့စတင်ခဲ့တဲ့လူကပိုဝေးရောက်တဲ့လူပါနံပါတ်5အတိတ်ကိုအမြဲပြန်တွေးနေခြင်းအဲ့ဒီတော့ကဒီလိုသာမလုပ်ခဲ့ရင်အဲ့ဒီလူကိုသာမတွေ့ခဲ့ရင်အဲ့ဒီအချိန်တုန်းကဆုံးဖြတ်ချက်တစ်ခုသာချခဲ့ရင်အတိတ်ကိုပြန်ပြင်လို့မရပါဘူးဒါပေမဲ့အတိတ်ကနေတင်ယူပြီးဒီနေ့ကိုပြောင်းလဲလို့ရပါတယ်ကိုအရင်ကမှားခဲ့တာတွေရှိရင်ကိုအပြစ်ပေးနေမဲ့အစားအဲ့ဒီအချိန်တုန်းကငါသိတဲ့လောက်နဲ့အကောင်းဆုံးဆုံးဖြတ်ခဲ့တာပဲလို့ကိုခွင့်လွှတ်ပေးပါနံပါတ်6လူတိုင်းကိုကယ်တင်ပေးခြင်းအသက်30ကျော်လာတဲ့အခါကိုသိလာရမယ့်အရာတစ်ခုကလူတိုင်းကိုကကဲတင်ပေးလို့မရဘူးတချို့လူတွေကကိုဘလောက်အကြံပေးပြီးသူတို့ကိုယ်တိုင်မပြောင်းချင်မပြောင်းဘူးတချို့လူတွေကကိုဘလောက်ကောင်းပေးပြီးကိုတန်ဖိုးမထားနိုင်ဘူးဒါကြောင့်ကိုရဲ့အချိန်ကိုရဲ့စိတ်ကိုရဲ့အင်အားတွေကိုလူတိုင်းအတွက်မကုန်ခန်းစေနဲ့ကိုလည်းပြန်ကြည့်ဆိုင်ဖို့လိုပါတယ်နံပါတ်9အချိန်မရှိတော့ဘူးဆိုတဲ့အတွေ့အသက်30ကျော်လာပြီဆိုတာနောက်ကျသွားပြီလို့မဆိုလိုပါဘူးအသက်တစ်ခုကိုစဖို့နောက်ကျတာမရှိပါဘူးစီးပွားရေးစခြင်းစပါစတင်ခြင်းအသင်ပါ YouTube လုပ်ခြင်းလုပ်ပါကိုအိမ်မက်ကိုပြန်စခြင်းပြန်စပါအသက်30ဆိုတာဘဝရဲ့အဆုံးမဟုတ်ဘူးတခါတလေကိုဘဝကိုနားလည်လာတဲ့အစပဲဖြစ်နိုင်ပါတယ်ဒါကြောင့်အသက်30ကျော်လာတဲ့အခါကိုဘွားတွေကိုအရာအသစ်တွေထည့်ဖို့ပဲမကြိုးစားပါနဲ့တခါတလေမလိုအပ်တော့တဲ့အရာတွေကိုလွှတ်ချလိုက်တာကလည်းဘဝကိုပိုကောင်းလာစေပါတယ်သူများရဲ့အမြင်ကိုလွှတ်ချပါမလိုအပ်တဲ့ relationship တွေကိုလွှတ်ချလိုက်ပါသူများနဲ့နှိုင်းယှဉ်တာကိုလွှတ်ချပါ perfect ဖြစ်ဖို့ကြိုးစားရကိုလွှတ်ချပါအတိတ်ကိုအပြစ်တင်နေတာတွေကိုလွှတ်ချပါလူတိုင်းကိုကတ်တင်ကျင်တာကိုလွှတ်ချပါပြီးတော့ငါနောက်ကျနေပြီဆိုတဲ့အတွေးကိုလည်းလွှတ်ချလိုက်ပါဘာလို့ဆိုတော့ကိုဘွားရဲ့နောက်ထပ် chapter ကိုဘယ်အချိန်မှစမလဲဆိုတာကိုယ်တိုင်ပဲဆုံးဖြတ်နိုင်လို့ပါဒီနေ့ကစပြီးကိုဘွားကိုသူများနဲ့မရှင်မဲနဲ့ကိုလန်းကိုဖြည်းဖြည်းချင်းရှောက်ကြည့်ကြပါYou don't have to have everything figured out. You just have to keep moving. ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါမယ်။နောက်ထပ် Let's Chill with မိုင်မှာပြန်တွေ့ကြမယ်နော်။ကို view site ပါပြီးတော့ကိုဘွားကိုချစ်ဖို့မမေ့ပါနဲ့နော်။ Thank you.